တီလာစင်ကြယ်တဲ့ပုဂ္ဂိုလ်များဟာတဲ့စိတ်ရဲ့တောင့်တတာတွေဟာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတယ်။တေချာနားထောင်နော်။တီလာစင်ကြယ်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တောင့်တချက်တွေဟာပြည့်စုံတယ်တဲ့။မဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးဆိုရင် तू ဟာစိတ်မှာခွန်အားရှိတယ်။နော်။ကိုယ်စိတ်ထဲမှာတာမန်လူတွေနားမလည်နိုင်တဲ့စွမ်းအားတစ်ခုမျိုးရှိနေတယ်။ကိုချင်းသီလရဲ့စွမ်းရည်တတ္တိဟုတ်လားအဲ့ဒီစိတ်ကအစွမ်းရှိတယ်။ तू ဘာဖြစ်ချင်တယ်လဲ။ तू ဖြစ်ချင်တဲ့ကောင်းကျိုးကိုအဲ့ဒီသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဖန်တီးနိုင်တယ်။ဒါကိုနားလည်ဖို့လိုတယ်ဟုတ်လား။ဒါကြောင့်မို့လို့ तू ဟာနေတဝက်စောင့်တဲ့ဥပုပ်ကိုအကြောင်းပြုပြီးတော့သူ့ရဲ့တောင့်တတဲ့စိတ်ရဲ့အလိုဆန္ဒဟာပြည့်ဝတယ်ပေါ့။အဲ့ဒါနဲ့ तू ပြောကြပါစို့ဘင်းရင်မွေးတော့ဘင်းရင်သားဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့အချိန်တန်းရွယ်ရောက်လာတဲ့အခါကျတော့နော်သူရှင်ဘရင်ဖြစ်တယ်လို့ဆိုကြပါစို့အဲ့ဒါဥဒယမင်းဆိုပြီးတော့ထင်ရှားတယ်ဟာလားဥဒယမင်းတဲ့အဲ့ဒါအမြဲတမ်းသူကငါအခုဖြစ်နေတဲ့ကြီးကျယ်မှုတွေဟာငါပြုခဲ့တဲ့နည်းနည်းလေးသောကောင်းမှုရဲ့အကျိုးဆက်သာဖြစ်တယ်အဲ့ဒီစကားလေးကိုသူအမြဲတမ်းအလိုလိုနေရင်းနဲ့လည်းပဲနှုတ်ကဆိုမိတယ်ပြောမိတယ်ပေါ့